တော်ကိုတည်ငြိမ်စေဖို့အသုံးဝင်တဲ့မုံတလုံးလိုဖြစ်နေတယ်။ကျမတိုးတိုးပြောလိုက်တယ်ဒါဆိုကျမကအိမ်ဆောင်ရုပ်တုလိုပဲပေါ့သူပြုံးပြီးပြောတယ်။အဲ့ဒီလိုပြောလို့ရပါတယ်ကျမသူ့ကိုကြည့်ပြီးပြောလိုက်တယ်ဘယင်မင်းမြတ်။ညှိနှိုင်းစရာတစ်ခုရှိတယ်ဘာလဲ။မိဖုရားလုပ်ရမယ့်အလုပ်တွေကိုတခြားသူတွေလုပ်ပေးလို့ရမလားသူမျက်ခုံးတစ်ဖက်မြောက်လိုက်တယ်ဥပမာကျမလက်ချောင်းနဲ့ရေတွက်ပြီးပြောလိုက်တယ်နန်းတော်စီမံခန့်ခွဲတာမိဖုရားတွေကိုစကားပြောပြီးအေးချမ်းအောင်လုပ်တာအခမ်းအနားတွေစီစဉ်တာအဲ့ဒီအလုပ်တွေကိုကျမမလုပ်ချင်ဘူးသူ့မျက်လုံးထဲမှာရေတံပူများလာတယ်ရပါတယ်ကျမအံ့ဩသွားတယ်တကယ်လားဘယင်မင်းမြတ်စကားမပြန်ရဘူးနော်သူနီးလာပြီးတိုးတိုးပြောတယ်မင်းတခုပဲလုပ်ရမယ်ဘာလဲကောင်းကောင်းနေကောင်းကောင်းစားကောင်းကောင်းအိတ်ကြံတာဘာမှမစိုးရိမ်နဲ့ကျမရေလိုက်ပြီးဂရိပေးလိုက်တယ်အဲ့ဒီနောက်နန်းတော်ထဲမှာထူးခြားတဲ့အခြေအနေတစ်ခုပေါ်လာတယ်မိဖုရားကအမြဲနေမကောင်းသလိုအခန်းထဲမှာပဲနေတဲ့အလုပ်တွေကိုတော့စာရွက်စာတမ်းတွေကိုဝင်ကြီးတွေလုပ်ရတယ်နန်းတော်စီမံခန့်ခွဲမှုကိုတော့တက်သိတဲ့မိဖုရားတယောက်လုပ်ရတယ်မိဖုရားတွေအချင်းချင်းမနာလိုတာကိုတော့ဘယင်မင်းမြတ်ကိုယ်တိုင်ဖြေရှင်းပေးတယ်ကျမကတော့နှစ်မှာတစ်ခါနှစ်ခါအရေးကြီးတဲ့အခမ်းအနားတွေမှာပဲထွက်ပေါ်လာတယ်လေးလံနဲ့မိဖုရားခေါင်းဆောင်ကိုတင်ပြီးကန်ကောင်းတဲ့ရုပ်တုလိုနည်းနည်းရက်ပြီးချက်ချင်းဖုံးဟီနန်းတော်ကိုပြန်ဝင်သွားတယ်ပြီးတော့ကျမရဲ့စားငါးဘဝခါကိုဆက်လုပ်တဲ့တော်ဝင်မိဖို့ချောင်းကလည်းမုံအစ်စ်တွေတီထွင်ဖို့အားထုတ်နေကြတယ်ဘာလို့လဲဆိုတော့မိဖုရားကသူတို့ရဲ့အဓိကအစားအသောက်စမ်းသပ်သူဖြစ်နေလို့ပါဘယင်ကတခါတလေဖန်အိမ်နန်းကိုလာတတ်တဲ့တခါတရံတော့နန်းတော်စာရွက်စာတမ်းတွေကိုစစ်ပြီးသွားတဲ့နောက်လာထိုင်ပြီးအစီကံတွေဖြော်ထားတဲ့လက်ဖက်ရည်ဘူးတစ်ခွက်တောက်သွားတတ်တယ်တခါတလေတော့အရန်ပင်ပန်းနေတဲ့အခါကျမအခန်းထဲကနူးညံ့တဲ့အထည်လိပ်တွေခင်းထားတဲ့အိတ်ခင်းပေါ်မှာတစ်ဖက်ထဲလဲပြီးစာဖတ်သလိုနဲ့အနားယူတတ်တယ်ကျမတို့နှစ်ယောက်အများကြီးမစကားပြောကြဘူးတယောက်နဲ့တယောက်ကိုလုံးစရာကိုလုံးနေကြပေမဲ့အခန်းထဲကလေတူးကတော့အနှင်းငယ်ထူးဆန်းတဲ့တည်ငြိမ်မှုရှိနေတတ်တယ်တယောက်နဲ့တယောက်မထိခိုက်ပဲအေးအေးဆေးဆေးနေတဲ့ငချောက်နှစ်ကောင်ဖြစ်နေတယ်လို့ပဲဒါပေမဲ့တချို့အချိန်တွေမှာတော့ကျမဝင်မပါရင်မဖြစ်နိုင်တဲ့အခြေအနေတွေဖြစ်တတ်တဲ့ဥပမာတစ်ခါကမိဖုရားတယောက်ရဲ့မိသားစုဘက်ကဆွေမျိုးတွေအိမ်တော်ဒေသမှာနေရာမြေတွေကိုအတင်းအာရမသိမ်းယူပြီးလူတင်မှုထိဖြစ်သွားတဲ့ဒုက္ခခံရတဲ့သူကနန်းတော်ကိုတိုင်ကြားဖို့စ조사ခဲ့ပေမဲ့အဲ့ဒီမိသားစုကလူတွေလိုက်တက်ပြီးအမှုကိုဖုံးဖိလိုက်တဲ့ဒီသတင်းကိုရှမ်ဖေးကကျမစီပို့လာတယ်ကျမတက်ပြင်းချပြီးမိဖုရားရဲ့တားမှန်နန်းတော်လာကြတော့တဲ့အချိန်မှာအပျော်ပါးနဲ့ပြောလိုက်တယ်ကြားတယ်အနောက်ဘက်တန်မှာမကြသေးခင်ကမတည်ငြိမ်ဘူးလို့ညလေပိုင်းဆိုလူတွေငိုတန်တွေကြားရတယ်လို့တဲ့ညီမလေးရဲ့ကန်စာတာကလက်တန်တွေကိုလွယ်လွယ်နဲ့ခံစားနိုင်တဲ့အမျိုးဆိုတော့ဒီရက်ပိုင်းညဘက်အပြင်မထွက်တာကောင်းမယ်နော်အဲ့ဒီစကားကြားတာနဲ့သူ့မျက်နှာချက်ချင်းအစိမ်းရောင်ပြောင်းသွားတယ်အိမ်ပြန်ပြီးကြောင်းလန့်လို့အတော်လေးနာမကျန်းဖြစ်သွားတယ်ညချင်းပဲသူ့မိသားစုစီစာရေးပို့လိုက်တယ်။ဘာရေးလိုက်လဲမသိပေမဲ့သူ့မိသားစုကချက်ချင်းတင်ထားတဲ့လင်မြေတွေပြန်ပေးထူးထူးခြားခြားပတ်စံအများကြီးဖြည့်ရှင်းပေးဒုက္ခခံရတဲ့မိသားစုလည်းပတ်စံယူပြီးအဝေးကိုထွက်သွားလိုက်တယ်။ဒီလိုနဲ့အမှုကြီးတစ်ခုဖြစ်လာနိုင်တဲ့အခြေအနေကိုကျမအေးအေးဆေးဆေးနဲ့ပိတ်သိမ်းလိုက်နိုင်ခဲ့တယ်။နောက်တစ်ခါစစ်တပ်ကဗိုလ်ချုပ်ကြီးတယောက်စစ်ပွဲမှာအောင်ပွဲခံပြီးပြန်လာတဲ့အောင်မြင်မှုကြီးလုံးလို့ဘရင်ထက်အာဏာကြီးလာမလားဆိုပြီးလူတွေစိုးရိမ်လာတယ်။တချို့ကသူ့ကိုငကားဝစ်ဖုံးကွယ်ထားပြီးပုံကံဖို့အစီအစဉ်နေတယ်ဆိုပြီးတိုင်ကြားလာတဲ့ဘရင်လည်းအရန်ဒေါသထွက်ပေမဲ့တက်သိမရှိဘူး။တစ်ဖက်ကလည်းစစ်တပ်ထဲမှာသူ့အာဏာကြီးတာကြောင့်လွယ်လွယ်မလုပ်ရဲဘူးဒီလိုခက်ခဲကြမှာဘရင်တဖန်အိမ်နှန်းကိုလာတဲ့အဲ့ဒီအချိန်မှာကျမကအစီကံတွေနဲ့ကစားနေပြီးရှုံးလို့မျက်နှာပေါ်မှာစာရွက်တွေကတ်ထားရတဲ့အခြေအနေဘရင်ဝင်လာပြီးလူတွေကိုထွက်ခိုင်းပြီးကျမရှေ့မှာထိုင်နေမိဖုရားကျမကလက်ထဲကကတ်ကိုကြည့်နေပြီးဘရင်မင်းမြတ်ကသူ့အနာဂတ်ကိုတွက်ပေးပါလားလို့ပြောတယ်ကျမပြန်ပြောလိုက်တယ်ဘာကိုတွက်ရမှာလဲကျမကတ်တစ်ချက်ပြစ်လိုက်ပြီးပြောလိုက်တယ်မတွက်နိုင်ဘူးလူစိတ်ကဘိုက်ထဲမှာဖုံးကွယ်ထားတာဆိုတော့ခံမန်းလို့မရဘူးပြီးတော့ထပ်ပြောလိုက်တယ်ဒါပေမဲ့ဘရင်မင်းမြတ်စိတ်မချဘူးဆိုရင်အဲ့ဒီဗိုလ်ချုပ်ကြီးရဲ့ဇနီးကိုနန်းတော်ခေါ်ပြီးလက်ဖက်ရည်တောက်ခိုင်းလိုက်ပါလားဘရင်မျက်လုံးလှူရှားသွားတယ်၃ရက်ကြာပြီးဗိုလ်ချုပ်ကြီးရဲ့ဇနီးကိုနန်းတော်ခေါ်လာတယ်အိမ်ပြန်လန်းအကြောင်းနေဆက်ကဘဝအကြောင်းတွေပြောကြတယ်နေဆက်စစ်သားတွေဘလောက်ပင်ပန်းကြောင်းပြောရင်သူမအချိန်ချင်းမျက်ရည်ကြတယ်ထွက်ခါနီးမှာကျမမတော်တဆလို့မေးလိုက်တယ်ဗိုလ်ချုပ်ကြီးကနေဆက်မှာအေးခဲတဲ့ဒေသမှာအမြဲစစ်တိုက်ရတော့ဒဏ်ရာတွေပြန်ထလာတတ်မလားမြောက်ဘက်မှာဖြူငွေသားမွေးကအရန်ကျမကြီးကောင်းတယ်လို့ကြားဘူးတယ်ကျမစုဆောင်ခန်းထဲမှာကောင်းတဲ့နှစ်တည်းရှိတယ်နောက်နေ့ကျမလူတွေကိုကိုပေးခိုင်းလိုက်မယ်ဗိုလ်ချုပ်ကြီးဇနီးကအရန်ကျေးဇူးတင်သွားတယ်နောက်နေ့အဲ့ဒီဗိုလ်ချုပ်ကြီးကိုယ်တိုင်လဲကြီး30ကျော်နဲ့နန်းတော်ရှိရောက်လာတယ်လဲထဲမှာတော့စစ်ပွဲတွေမှာရခဲ့တဲ့ရတနာများနိုင်ငံခြားပစ္စည်းတွေပြီးတော့အပြစ်ဝင်ခံစားတစောင်းစာထဲမှာသူစစ်ပွဲကရထားတဲ့ပစ္စည်းတွေကိုကိုပိုင်သိမ်းထားမိတာကိုတင်ပြပြီးနိုင်ငံတော်ဗန်နာထဲထည့်ပေးဖို့တောင်းဆိုထားတဲ့ဘရင်အဲ့ဒီရတနာတွေကိုကြည့်ပြီးစာကိုကြာကြာဖတ်ပြီးတက်ပြင်းချလိုက်တယ်နောက်ဆုံးမှာဗိုလ်ချုပ်ကြီးကိုယာရုတိုးပြီးအပြစ်ကင်းခွင့်စာချုပ်ပေးလိုက်တယ်ဒီလိုနဲ့သွေးထွက်မဲ့အနေရရှိတဲ့အမှုကြီးတစ်ခုကိုတိတ်တိတ်လေးဖြေရှင်းလိုက်နိုင်ခဲ့တယ်ကျမတခါတည်းလဲနေလိုက်တာနဲ့10နှစ်တောင်ကျော်သွားခဲ့ပြီးဒါဟာမင်းမင်းဆက်တီထောင်ပြီးနောက်ပိုင်းမှာအချိန်တွေအဲ့ဒီလိုပဲတိတ်တိတ်လေးဆက်လက်စီးဆင်းနေခဲ့တယ်
ကျမကဘယင်မနေရာမှာလှဲနေလိုက်တာနဲ့10နှစ်မင်းမင်းနိုင်ငံတည်ထောင်ပြီးနောက်ပိုင်းဘယင်မပုံစံမပေါ်တဲ့ဘယင်မလည်းဖြစ်တယ်လို့အတင်းငိမ်ဆုံးဘယင်မလည်းဖြစ်လာခဲ့တယ်။ကျမရဲ့ထိန်းချုပ်မှုအောက်မှာနန်းတော်အတွင်းကအမျိုးသမီးနန်းတော်ကဘာကလည်းအံ့ဩဖွယ်ကောင်းလောက်အောင်အပေါ်ယံနေဖြစ်ငြိမ်းချမ်းနေခဲ့တဲ့မင်းသမီးတွေကလည်းဘယင်မကအရန်မထင်းချုပ်တဲ့ဘဝကိုအလေးအကျင့်ဖြစ်သွားကြပြီးအဲ့ဒါကြောင့်အပြန်အလှန်လှည့်ကွက်အမြင်မတဲမှုတွေပါနေသွားခဲ့တဲ့ရှေ့တန်းရာရှိတွေကလည်းဘယင်မဆိုတာအလှဆင်လိုသင်္ကေတပဲဆိုတာကိုအလေးအကျင့်ဖြစ်သွားကြတယ်အဲ့ဒါကြောင့်နန်းတော်အတွင်းရေးတွေကိုစိတ်ပူစရာမလိုတော့ဘူးတနေ့မှာနှွေးထွေးတဲ့နေ့လည်ခင်းတစ်ခုကျမကဖီးနစ်နန်းတော်နောက်ဘက်ဥယျာဉ်မှာရှိတဲ့လဲထိုင်ကုန်ပေါ်မှာလှဲနေတယ်ခန္ဓာကိုယ်ပေါ်မှာအပြုံးတွေသောမျက်နှာဖုံးထားတဲ့ဘေးကစပွဲငယ်ပေါ်မှာတော့ရေခဲထည့်ထားတဲ့ချော်ရည်တစ်ခွက်အခုလေးတင်မိဖို့ကထွက်လာတဲ့ဂျာပန်မုံတစ်ပတ်ကန်ချိန်တွေကငင်းချမ်းပြီးကျမရဲ့စိတ်ကလည်းအယမ်းကျဉ်နေနေတဲ့အဲ့ဒီအချိန်မှာတယောက်တော့နန်းတွင်အမှုထမ်းကောင်လေးကညင်ညင်သာသာပြေးလာပြီးပြောတယ်။ဘရင်မရှမ်းမင်းသမီးကလာမေးခိုင်းပါတယ်လာမဲလာမှာမိမိဖျားကြီးရဲ့အသက်60ပြည့်မွေးနေ့ရှိပါတယ်။လက်ဆောင်အစီအစဉ်နဲ့စည်ရင်းကိုဘယ်လိုလုပ်ရမလဲဆိုတာကျမကမျက်လုံးတောင်မဖွင့်ဘူး။လက်ကိုလှုပ်ပြပြီးပြောလိုက်တဲ့ရှမ်းမင်းသမီးကိုယ်တိုင်ဆုံးဖြတ်ခိုင်းလိုက်ပါ။အရင်စီးမင်းအတိုင်း30%ထပ်တိုးပေးလိုက်ရင်ရပြီ။ဟုတ်ကဲ့ကောင်လေးကပြေးသွားတယ်ခဏကြာတော့နန်းတွင်မိန်းကလေးတယောက်ပြန်ပြေးလာတယ်။ဘရင်မရှင်။ကွန်စောရီမင်းသမီးကပြောပါတယ်။နောက်ရာသီအတွက်နန်းတော်သုံးစရိတ်ငွေကိုဘယ်လိုခွဲဝေပေးရမလဲဆိုတာကျမကပြောလိုက်တဲ့အကောင့်စာအရကွန်စောရီကိုယ်တိုင်ထုတ်ပေးလိုက်ပါမရရင်အကြီးကဲအုပ်ချုပ်သူကိုသွားရှာပါကျမကိုမလာရှာနဲ့ခြေတံတွေဝေးသွားတယ်ကဘာကြီးကနောက်ဆုံးတော့ပြန်လဲတိတ်ဆိတ်သွားခဲ့တယ်ကျမကကျင်းနဲ့စွာရှိုင်းတက်ပြင်းချလိုက်ပြီးကြာပန်းမုံတစ်ခုယူစားလိုက်တယ်ငုံကကျွတ်ပြီးမွေးလာတယ်အချို့ကလည်းမလွန်ကဲဘူးနန်းတော်မီးဖို့ကန်းကလက်ရာတွေပိုကောင်းလာတာပဲနေအောင်ကလည်းနေဝင်ကနီးအလင်းရောင်တွေဖြစ်လာနေပြီနေပြည်တစင်းကပန်းရင်းတဲ့နုနုကိုယူဆောင်လာပြီးပန်းတွေကနေထဲမှာလှုပ်ရှားတုံရင်နေတဲ့ကျမမျက်လုံးကိုပိတ်ပြီးဒီခိုးယူထားတဲ့မြေတဝက်အပန်းဖြေခြင်းကိုခန်းစားနေမိတဲ့နှုတ်ခမ်းထောင်းကမတိမတာပြုံးမိသွားတယ်။အရင်တုန်းကသူတော်ကောင်းမိမတွေကအလွန်ကန်ဆိုးတတ်တယ်လို့ဘသူပြောခဲ့လဲ။ကျမကိုကြည့်ပါတိတ်တိတ်လေးနန်းတော်ရဲ့အေးခမ်းဘေးကအင်္ဂလိပ်ကနေစတင်ပြီးဒီနေ့တော့မိမတွေထဲမှာအမြင့်ဆုံးအာဏာအရှိဆုံးရာထူးမိဖုရားအဖြစ်ထိရောက်လာပြီ။တကယ်တော့ဒီနေရာကနည်းနည်းပင်ပန်းတယ်လို့ရှိပေမဲ့အနည်းဆုံးတော့စားတောက်စရာရှိတဲ့လူတွေကလည်းစောင့်ရှောက်ပေးကြတယ်။အလုံးလည်းမလုပ်ရဘူးတကယ်ကိုตายရတဲ့ဘဝပဲအဲ့ဒီအချိန်မှာတယောက်ပြန်လာတယ်။အေးမြတဲ့တဘာဝလေးနဲ့အတူငကားပန်းနဲ့တင်းတင်းလေးပါဝင်ပြီးကျမဘေးမှာရက်လိုက်တယ်ကျမတောင်မျက်လုံးမဖွင့်ချင်တော့ဘူး။မင်းဒီနေ့အမှုတွေအားလုံးပြီးပြီလားလို့မေးလိုက်တဲ့ပေါ်ကနေအတန်နဲ့နဲ့တခုကြလာတယ်ပြီးပြီအဲ့ဒီရာရှိအိုကြီးတွေထပ်ပြီးညနေချင်းဆိုင်ငင်းခုန်နေကြလား။ဟုတ်တယ်။ပြန်ဝယ်ယူငွေကိစ္စနဲ့ညင်းနေကြတယ်အို။ညင်းတာပါလို့လဲ။သူတို့ကိုညင်းခုန်လို့ပဲထားလိုက်တယ်နောက်ဆုံးတော့ဘတ်ဂျက်ကို3ပုံတပုံရှုပ်ပစ်မယ်ထက်ညင်းရင်အကုန်လုံးဖြစ်ပစ်မယ်ဒါဆိုအားလုံးတိတ်သွားကြမယ်ကျမမပြုံးမိပဲမနေနိုင်ဘူးညလုံးဖွင့်ကြည့်လိုက်တော့သူကကျမဘေးကကြောက်ခုံပေါ်မှာထိုင်နေတဲ့သူအနှဲငယ်စဉ်းစားပြီးမေးလိုက်တဲ့ရှန်ရှိမိဖုရားဖြစ်တာတက်တာရဲ့လားကျမမျက်လုံးတစ်ဖက်ဖွင့်ပြီးကြည့်လိုက်တယ်နေဝင်ချင်းရဲ့ရွှေရောင်အလင်းကသူ့ကိုထိတွေ့နေပြီးမျက်လုံးထောင်မှာအချင်းရဲ့လက္ခဏာနှဲငယ်ပေါ်လာပြီးတက်တာပါတယ်လို့ကျမရိုးရိုးသားသားခေါင်းကြီးလိုက်တယ်အဲ့ဒီဖီနစ်ခေါင်းကစင်ကနည်းနည်းလေးလေးတာကလွယ်ရင်အားလုံးကောင်းတယ်သူလေးလေးနဲ့နဲ့ပြုံးလိုက်တယ်ဒါဆိုငါလည်းစိတ်ချသွားပြီမင်းကိုဒီနေရာထိတင်ထားတာဘာကြောင့်လဲဆိုတာသိလားကျမလက်ညှိုးနဲ့ပြလိုက်တဲ့အင်ယာထဲမှာပွင့်လန်းနေတဲ့ပန်းတွေစပွဲပေါ်ကအလှဆင်ထားတဲ့အချိုပွဲတွေနောက်ဆုံးတော့ကိုပြလိုက်တယ်နည်းနည်းစောစောမထရဘူးလူတွေနဲ့အာနာပွဲမတိုက်ရဘူးအကောင့်တွေအမှုခင်းတွေမစင်စားရဘူးစားချင်ရင်စားအိတ်ချင်ရင်အိတ်ချင်တန်ရင်လူတွေကလက်ဆောင်တွေယူလာပေးတယ်ကျမထိုင်နေတဲ့အလွန်နူးညံ့တဲ့အထူးပြုလုပ်ထားတဲ့ထိုင်ကုန်ကိုလက်ထစ်ပုတ်လိုက်ပြီးအရန်ကျင်နဲ့စွာပြောလိုက်တယ်ဒီလိုဘဝကတကယ်နဲ့ဖျားလိုပဲသူကျမပကံသေးကနောက်ဆုံးကြံတဲ့အသားကောင်မုံလေးကိုယူပြီးတကိုက်ကိုက်လိုက်တယ်ဒါဆိုငါလည်းစိတ်ချပါပြီလို့ပြောလိုက်တယ်နေဝင်ချင်းရဲ့အလင်းထဲမှာနန်းတော်ရဲ့အပြာရောင်မိုးခေါင်နဲ့ဖီးနစ်နန်းတော်ရဲ့နှံမိုးခေါင်တွေတောက်ပနေကြတယ်ကျမကတော့အကောင်းဆုံးရေကန်ကိုရှာတွေ့ပြီးနေထဲမှာအိတ်နေတဲ့ငါးတကောင်လိုပြင်းကြီးစွာလှဲ့ကာလေးတွေကိုအသက်ရှူတစ်ခါထုတ်လိုက်တဲ့အချိန်တွေရှည်လျားနေတယ်ဒီလိုရောက်နေပြီးနေထိုင်ရတာကတကယ်ကိုကောင်းတယ်